အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့တိုင်ဝမ်နီကစတလာကိတ်လေးလုပ်ပြပေးသွားမှာဖြစ်ပါတယ်လုပ်နည်းလေးကအရန်ကိုလုပ်ကိုရွှေ့ရှင်းပြီးတော့အိမ်မှာမိသားစုနဲ့အတူအမြဲတမ်းလှုပ်ဆောင်လို့ရတဲ့နည်းလေးပဲဖြစ်ပါတယ်ကဲဒါဆိုရင်တော့စလိုက်ကြရအောင်အရင်ဦးဆုံးအနေနဲ့ကြက်ဥ6လုံးကိုအနှင်းအကာတိတန့်စီခွဲပေးရမှာဖြစ်ပါတယ်ကြက်ဥအကာခွဲတဲ့နေရာမှာကျက်ဥအကာထဲကိုကျက်ဥအနှစ်လုံးဝပါသွားလို့မရပါဘူးเนาะပြီးရင်တော့ကိတ်ကြုံ100 g ကိုစကားလေးနဲ့တိတိကျကျအခဲလေးတွေမကြအောင်စစ်ပေးရပါမယ်နောက်တစ်မျိုးအနေနဲ့ကတော့စားမပါတဲ့ထောပတ်100 g ကိုအပူပေးလို့ရမယ့်အိုးထဲကိုထည့်ပြီးတော့နို့100 g နဲ့အတူမီအေးလေးပေါ်မှာရောမှွေပေးရမှာဖြစ်ပါတယ်ဒီအချိန်မှာအရေးကြီးဆုံးကမီးကိုအပြင်းထားလို့မရပါဘူးထောပတ်မမှွေးတော့မှဆိုလို့ပါမီးအေးလေးနဲ့ထောပတ်ပျော်ရတဲ့မှွေပေးရမှာဖြစ်ပါတယ်ထောပတ်တွေအကုန်လုံးပျော်သွားပြီဆိုရင်တော့ခုနစစ်ထားတဲ့ကိတ်ကြုံထဲကိုထည့်ပြီးတော့ရောနှံ့အောင်မှွေပေးပါကြုံနဲ့ထောပတ်နဲ့တမသွားပြီဆိုရင်ခုနခွဲထားတဲ့ကြက်ဥအနှင်း6လုံးကိုတစ်လုံးချင်းထည့်ပြီးတော့ဖြည်းဖြည်းချင်းမှွေပေးသွားရမှာဖြစ်ပါတယ်။ဂျုံနဲ့ကြက်ဥနဲ့ရောမှွေပေးသွားပြီဆိုလို့ရှိရင်နော်ဝနီလာအနက်ကိုတစ်ဖက်စားဆိုနှစ်စောစာထည့်ပြီးတော့ထပ်မှွေပေးလိုက်ပါ။အကုန်လုံးနှက်သွားပြီဆိုရင်တော့သူ့ကိုခဏထားလိုက်ပါ။ခုနခွဲထားတဲ့ကြက်ဥအကာ6လုံးကိုဟမ်းမီစာနံပါတ်1လောက်နဲ့တကြား100 g ထည့်ပြီးတော့ဖြည်းဖြည်းချင်းမှွေပေးရပါမယ်။ကျက်ဥအကောင်မွေတဲ့ချိန်မှာနံပါတ်3နဲ့တန်းမှွေလို့မရပါဘူးเนาะနံပါတ်1လောက်နဲ့အရင်မှွေပြီးတော့မှဖြည်းဖြည်းချင်းအရှိန်တင်ရမှာဖြစ်ပါတယ်ဒီလိုမှွေပြီးတဲ့ချိန်မှာအယောင်လေးဖြူပြီးတော့ကျွတ်မီလေးတို့ဖြစ်ရပါပြီเนาะပြီးရင်တော့ခုနရောဆက်ထားတဲ့ကျက်ဥနှင်းနဲ့ကိတ်ကြုံတို့ကိုဒီကျက်ဥကာထဲကိုလောင်းထည့်ပြီးတော့ဖြည်းဖြည်းချင်းရောမှွေပေးသွားမှာဖြစ်ပါတယ်ဒီအချိန်မှာကျက်ဥအကာလေးကွဲသွားမှာဆိုလို့ဖြည်းဖြည်းချင်းမှွေရမှာဖြစ်ပါတယ်เนาะကိန်းမိုးလုပ်တဲ့အချိန်မှာဆိုရင်ကြက်ဥအကာအရေးကြီးဆုံးပဲမို့လို့ဗီဒီယိုထဲမှာပြထားတဲ့အတိုင်းဖြည်းဖြည်းချင်းပဲရုံးမှွေပေးသွားပါနော်ကြက်ဥအကာပြတ်သွားရင်မုတ်သားလည်းမလှတော့မှဆိုလို့ပါပြီးရင်တော့ကိုဖုံးမဲ့မူခွက်လေးကိုတည်တည်ချာချာလေးပြင်ဆင်ပေးပါဒီမုတ်ဖုတ်တဲ့စက်ကူလေးကထည့်ပေးလဲရတယ်မထည့်ပေးလဲရတယ်ပေါ့နော်ထည့်ပေးတော့ပို့ပြီးတော့ကောင်းပါတယ်မရှိရင်မထည့်လည်းရပါတယ်နော်မုတ်သားကိုမူခွက်တဲ့ကိုထည့်တဲ့ချိန်မှာဆိုရင်မူခွက်တစ်ဝက်လောက်ပဲထည့်ပေးပါနော်မုတ်ကပွားလာအောင်မမို့လို့ပါခွက်ထဲကိုထည့်ပြီးချိန်မှာခွက်ရဲတောင်းနေရတယ်ကိုနေရလို့မကြံအောင်တိတိကျကျလေးညှိပေးပါနော်ပြီးရင်တစ်ချက်နှစ်ချက်တော့ဖြည်းဖြည်းဖွားဖွားလေးဆောက်ချပေးပါလေးခုံလေးမုတ်ဖုတ်ပြီးထွက်လာတဲ့အချိန်ဆိုကိတ်တမကြီးပဲဖြစ်နေတတ်ပါတယ်ပြီးရင်ကိုထည့်ပုံမဲ့ပန်းထဲကိုအပူချိန်80ရှိတဲ့ရေနွေးထည့်ပေးပါဒီလိုရင်းနှွေးထည့်ဖို့ရတဲ့အကြောင်းရင်းကမုတ်ပွားလာတဲ့ချိန်မှာမုတ်သားမကွဲအောင်ပါမုတ်စားပုတ်တဲ့ချိန်မှာမုတ်ပန်းကိုအစစ်တုပ်ခုရှိရင်အောက်ဆုံးစိတ်မှာထားပြီးအပေါ်မီအောင်မီ150နဲ့မိနစ်60ဖုတ်ပေးပါမိနစ်60ပြည့်လို့ရလာတဲ့အချိန်မှာဆိုရင်ဖောက်ဖောက်ဤတူတူလေးနဲ့စားကြည့်စရာလေးပါမုတ်သားလေးကအရန်ကိုနူးညံ့ပြီးတော့လေရီရောကလေးပါစားလို့ရတာမို့လှုပ်စားကြည့်ပါဝယ်စားရတာတဲ့ကိုယ့်အကိုလှုပ်စားရတာအများကြီးလည်းရတယ်ကိုကလှုပ်တဲ့နေမိသားစုတွေလည်းလှုပ်ကြည့်လို့ရတာပေါ့နော်ဒီကိတ်လေးကအဘယ်ယူနေပြတွဲစားလို့ရတယ်လို့မနေ့ဆောက်ကော်ဖီလက်ဖက်ရည်နဲ့လည်းလိုက်ဖက်ပါတယ်ကဲဒါဆိုရင်တော့ဒီဗီဒီယိုလေးကဒီလောက်ပါပဲနော်ပါဝင်ပစ္စည်းနဲ့လိုအပ်တာတွေကိုဗီဒီယိုအဆုံးမှာရေးပြီးတော့ထည့်ပေးထားပါတယ်ဗီဒီယိုလေးကအကျိုးရှိတယ်ဆိုရင်တော့ like လေးနှိပ်တော့မမေ့နဲ့နော်နောက်ဒီလိုကြိုးရှိတဲ့ဗီဒီယိုလေးတွေဆက်ပြီးတော့တင်ပေးသွားမှာမို့ subscribe လေးလုပ်သွားဖို့လည်းမမေ့နဲ့နော်ဗီဒီယိုအဆုံးထိကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်